အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်ရဲ့အကောင့်ထဲမှာရှိတဲ့တငယ်ချင်းတွေကိုပေါ့နော်ကျွန်တော်ကဂျပန်အကောင့်ဖွင့်ပြီးကျွန်တော်လာပြီးတင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဂျပန်အကောင့်နဲ့ဝင်ငွေရှာချင်တဲ့သူတွေရှိလားပေါ့နော်ဒီထဲမှာလေရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုပြီးဆုံးအောင်ကြည့်တော့နော်ကြည့်တာဆိုရင်ကျွန်တော်ဘယ်လိုမျိုးဖွင့်မလဲဆိုတာကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကြရအောင်နော်ကြည့်တာဆိုရင်အရင်ဆုံးအနေနဲ့ TikTok application တွေကိုတစ်ချက်ဝင်လိုက်မယ်နော်ဒါပေမဲ့ကျွန်တော်ဂျပန်အကောင့်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ Gmail အကောင့်တစ်ခုခုရှိဖို့လိုတယ်ပေါ့နော် Gmail အကောင့်တစ်ခုခုရှိမှကျွန်တော်တို့အကောင့်ဖွင့်လို့အဆင်ပြေမှာဖြစ်တယ်နော်ဟုတ်ပြီအဲ့တော့ TikTok ကောက်တဲ့ဝင်လာပြီဆိုရင်ကျွန်တော်တို့ profile ဆိုတဲ့နေရာပေါ့နော်ဒီမှာလူရုပ်လေးတွေ့လားအဲ့ဒီလူရုပ်လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ဆိုရင်အပေါ်မှာရှိတဲ့ဒီအဆက်မြင်း၃ချောင်းလေးကိုကျွန်တော်နှိပ်လိုက်ဒီလိုပေါ်လာပြီဆိုရင်အောက်မှာရှိတဲ့ setting လေးကိုကျွန်တော်နှိပ်ပေးပါနော်အဲ့လိုမျိုးနှိပ်ပြီးတော့ဆိုရင်အပေါ်လေးဆွဲတင်လိုက်ပါပေါ်လေးဆွဲတင်ပေးပါโอเคအဲ့လိုဆွဲတင်ပြီးတော့ဆိုရင်ကျွန်တော်တို့အကောင့်ပြောင်းပါဆိုတဲ့နေရာမှာနှိပ်လို့ရတယ်လို့ log in ထွက်လို့လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအကောင့်ပြောင်းပါဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီမှာsorryပြီးဒီမှာအကောင့်ထည့်ပါဆိုတဲ့နေရာလေးတွေ့လားအပေါင်းလက္ခဏာလေးရှိတယ်နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်โอเคဒါဆိုရင်ကျွန်တော်တို့ကဘယ်မှမဝင်ခင်မှာကျွန်တော်တို့ဒီအောက်မှာရှိတယ်ဒီမှာ Thai ဆိုတဲ့ဟာလေးတွေ့လားဒါကျွန်တော်တို့အင်္ဂလိပ်လို့ဆိုရင်တော့ Thailand ပေါ်နေလိမ့်မှာပေါ့နော်ဒီမှာကျွန်တော်မြန်မာဆိုရင် Thai တွင်ဆိုတဲ့နေရာမှာလေ Thai တွင်တရှိတော့အဲ့ဒီနေရာမှာကျွန်တော်တို့လက်နဲ့ထောက်လိုက်โอเคအဲ့လိုထောက်ပြီးတော့ဆိုရင်ကျွန်တော်တို့ဖွင့်ကျင်တဲ့ဂျပန်အကောင့်ကိုပေါ့နော်ဂျပန်အကောင့်ကိုကျွန်တော်ရွေးချယ်လိုက်မယ်နော်ဒီမှာဂျပန်တွေ့လားအဲ့ဒီဂျပန်အကောင့်ကိုတစ်ချက်နှိပ်လိုက်ကဲဒါဆိုရင်ကျွန်တော်တို့ဒီနေရာအဆင့်အောင်သွားပြီပြီးသွားပြီဆိုရင်ကျွန်တော်အောက်မှာရှိတဲ့ဒီမှာ Google Gmail နဲ့ကျွန်တော်တို့ကချိန်မယ်ပေါ့နော် Gmail ကိုကျွန်တော်တို့ Google ကိုတစ်ချက်နှိပ်ကဲဒါဆိုရင်ကျွန်တော်တို့မှာရှိတဲ့ Gmail အကောင့်တစ်ခုခုနဲ့ကျွန်တော်ချိန်ပေးရမှာဖြစ်တယ်နော်ဒါဆိုရင်ကျွန်တော်တစ်ခုရွေးချယ်လိုက်မယ်နော် Okay ဒါဆိုရင်ခဏလေးစောင့်ပေးရမယ်ကဲဒီနေရာမှာဆိုရင်ကျွန်တော်တို့ရဲ့မွေးတက်ကရက်ပေါ့နော်ဟိုမှာကျွန်တော်တို့မွေးတက်ကရက်ထည့်လိုက်မယ်ဟုတ်ပြီဒီမှာရတယ်ဘာမှပြော16နှစ်အထက်ကျော်ရတယ်နော်16နှစ်အထက်ကျော်ရတယ်ဟနော်16နှစ်အထက်ကျော်ရတယ်ပြီးရင်ဆက်လုံမြေဆိုတဲ့နေရာလေးနော်ဆက်လုံမြေဆိုတဲ့နေရာလေးကြည့်ဒါဆိုရင်ခဏလေးစောင့်ပြီးဒါတော့ကျွန်တော်ရဲ့နာမည်ပေါ့ name ပေါ့နော်ကျွန်တော်တို့change ချိန်လို့ရတယ်တကယ်လို့မ change ချင်သေးဘူးဆိုရင်နောက်မှပြန်ချိန်လို့ရတယ်နော်ဟုတ်ပြီအဲ့တော့စနစ်သွားဒီလားဆိုရင်အကောင့်ပွင့်သွားပါပြီပေါ့နော်ကျွန်တော်ကြည့်မယ်ဂျပန်အကောင့်ဖြစ်လားမဖြစ်လားဆိုတာပေါ့နော်ကျွန်တော် profile ဆိုတဲ့နေရာကိုဆက်ထား okay ပြီးတော့ဆိုရင်ကျွန်တော်တို့ okay လေးနှိပ်လိုက်ပါပြီးထပ်ပြီးတော့ okay နှိပ်လိုက်အပေါ်မှာရှိတဲ့ကျွန်တော်တို့မြင်း၃ချောင်းလေးကိုဆက်နှိပ်လိုက်ခဏလေးစောင့်ပေးမယ်နော်โอเคရပြီဆိုတော့တက်ချစ်ကလေးနှိပ်တက်ချစ်ကပဲနှိပ်သွားလိုက်ရတယ်ပါပြောနော်ပြီးတော့ဆိုရင်မြင်းချောင်းလေးကိုပဲစနှိပ်သွားအပေါ်မှာရှိတဲ့မြင်းချောင်းပြီးအောက်မှာစတင်လေးကိုနှိပ်ပြီနော်စတင်လေးကိုနှိပ်စနှိပ်သွားပြီးဒီမှာအကောင့်ဆိုတဲ့နေရာမှာအပေါ်ဆုံးလေးမှာပဲလူရုပ်ပုံစံလေးအဲ့ဒါလေးကိုနှိပ်လိုက်โอเคပြီးရင်ထပ်မှပြီးတော့မှအကောင့်အချက်အလက်ဆိုတဲ့နေရာကိုရှင်းနှိပ်ပြီးကဲဒီနေရာမှာဂျပန်ဆိုတဲ့နေရာလေးတွေ့လားဒီမှာတွေ့လားနော်ဒါကျွန်တော်တို့ဂျပန်အကောင့်ဖွင့်သွားပြီဖြစ်တယ်အဲ့တော့ဂျပန်အကောင့်ဖွင့်နေပဲဖြစ်တယ်ပေါ့နော်ဒါဂျပန်အကောင့်ဖွင့်ပြီးတော့မှဝင်ငွေရှာခြင်းနဲ့ညီကိုတွေအတွက်ကျွန်တော်လာပြီးတော့မှတင်ပေးရခြင်းဖြစ်ပါတယ်အားလုံးလည်းကျွန်တော်ဒီနည်းလေးကိုလုပ်ကြည့်ပြီးတော့မှဂျပန်ကောက်ဖွင့်ဝင်ငွေများများရှာနိုင်ကြပါစေလို့ပြောချင်ပါတယ်အဲ့တော့ဒီ Gmail ဖွင့်နည်းကိုကြတော့ကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်တင်ထားပေးပါတယ်ပေါ့နော်တွားပြီးတော့ဝင်ကြည့်လို့ရပါတယ်ကောက်ထဲမှာတွားပြီးဖော်လေးလေးလည်းလုပ်ထားပေးပါအောင်နော်โอเคဒီကောက်ထဲမှာတော့ပြောလေ့လာလို့ရတယ်ကျွန်တော် TikTok အကောင့်ရှိမယ် YouTube မှာဆိုလည်းပဲကျွန်တော်တို့နာမည်ရိုက်ရှာပြီးတော့မှရှာကြည့်လို့ရတယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ရဲ့ဂျပန် TikTok အကောင့်ဖွင့်နည်းကျွန်တော်လာပြီးတော့တင်ပေးတာဒီလောက်ပါပဲတကယ်လို့များညီကိုတို့ကပေါ့နော်ဝိတ်ကြခြင်းနဲ့ coffee တောက်ခြင်းနဲ့ဆိုရင်ကျွန်တော်ရှိမှလည်းရှိတယ်နော်ကျွန်တော်ရှိမှဝိတ်ကြတဲ့ coffee လည်းရှိပါတယ်ခေါင်းမူခေါင်းကိုက်တာတို့ပြောရစိတ်မကြည်မလန်းမဆန်းဖြစ်တာတို့ပေါ့နော်စီးကြိုတွေးကြိုလည်းတောက်လို့ရတယ်နော်ကျွန်တော်တို့တကယ်ကိုမှသူရဲ့အရာဓာတ်လေးရဆိုရင်ချူချူစိတ်စိတ်လေးနဲ့မွေးမွေးလေးနဲ့အရာဓာတ်ရှိပြီးတော့မှဝိတ်ကြခြင်းနဲ့ညီကိုတွေအတွက်ညီကိုမောင်နှမတွေအတွက်ကျွန်တော်လာပြီးတော့ coffee လေးလည်းကျွန်တော်ရှိမှရှိတယ်လာရောက်ပြီးတော့အားပေးနိုင်ပါတယ်လို့ပြောကြချင်ပါတယ်အားလုံးပဲဘိုင်ဘိုင်အားလုံးစင်ပြေကြပါစေခင်ဗျာနော်